ဒီနီးလန်းကကျွန်တော်ဒီဘာဂျက်အများကြီးမတက်နိုင်တဲ့ကလေးတွေတော့ဆိုရင်တကယ်ကိုအဆင်ပြေမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ညပေါက်လေးတွေကိုဘယ်လိုမျိုးအလွယ်ကူဆုံးမွေးလို့ရလဲဆိုတာကိုကျွန်တော်ဒီနေ့ပြောပြပေးမှာဖြစ်ပါတယ်။ပြီးတော့မြန်မာမျိုးရင်းနှစ်ပေါက်ရာသီလည်းရောက်နေပြီဆိုတော့အခုမှငှက်စမွေးမယ်ကလေးတွေအတွက်ကျွန်တော်တို့ငယ်ငယ်တုန်းကမွေးခဲ့တဲ့နီးလန်းလေးကိုကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ်ဗျ။ပထမအဦးဆုံးကျွန်တော်တို့ဒီငှက်ပေါက်မွေးမယ်ဆိုရင်ဒီလိုမျိုးကော်ချင်းပေါ့ဗျာနော်ကော်ချင်းလေးတစ်လုံးလိုပါမယ်တကောင်တည်းဆိုရင်တော့ကော်ချင်းအသေးလေးဆိုရပါတယ်ဗျာကျွန်တော်အသေးမရှိလို့အကြီးလေးနဲ့ပဲပြပေးလိုက်မယ်ကျွန်တော်တို့ပထမအဦးဆုံးဒီကော်ချင်းရဲ့ဘေးမှာအပေါက်တွေပြရတယ်ဗျာဒီအပေါက်တွေကိုလေလုံအောင်လို့ဆိုပြီးတော့ကျွန်တော်တို့ဒီကတ်တူနဲ့တိတ်နဲ့ပတ်ပတ်လေးဘက်လေးလံကိုကတ်လိုက်မယ်လေးဘက်လေးလံကတ်လိုက်ရင်ဒီအပေါက်ကနေလေးမဝင်တော့ဘူးလေးမဝင်တော့ငှက်အေးမပတ်တော့ဘူးဗျာအသက်ရှူဖို့အပေါက်ကတော့ကျွန်တော်ဒီအပေါ်ပေါက်ကိုတော့လုံးဝမပိတ်ဘူးเนาะဒီအပေါ်ပေါက်ကနေပြီးအသက်ရှူမယ်အဲ့ဒါဆိုတော့ရပါပြီပြီးရင်အောက်ကအခင်းအရေးကြီးတယ်ဗျဒီအောက်ကအခင်းကိုကျွန်တော်တို့လွှတ်တာရှိရင်တော့လွှတ်တာသုံးပေါ့လွှတ်တာမရှိဘူးဆိုရင်ကောက်ရိုး6လည်းရတယ်ပြီးရင်ကောက်ရိုး6ချမတွေ့ဘူးဆိုရင်ကျွန်တော်တို့ဒီသတင်းစာဆက်ကိုပပလေးညှက်ပြီးတော့လည်းသုံးလို့ရပါတယ်ဗျဒီအခင်းကတော့ကျွန်တော်တနေ့ကိုတစ်ခါတော့လေးပြပါလို့ဆိုတော့ငှက်လေးကဒီပုံမှာဝမ်းသွားမယ်ဝမ်းသွားပြီးရင်အဲ့ဒီဝမ်းတွေအစိုးတက်ကိုဒီအောက်ကအခင်းတွေကစုပ်သွားမယ်အဲ့တော့ငှက်လေးကအေးမပတ်တော့ဘူးနောက်ပိုင်းဒီအခင်းတွေရမ်းဆိုလာတဲ့ခါကျရင်တော့လဲလဲပြီเนาะဘာလို့ဆိုတော့အခင်းရဲ့အဆိုတက်ကနေပြီးငှက်ကိုပြန်အေးပတ်မှာဆိုလို့เนาะကျွန်တော်ပြောတဲ့3မျိုးပဲခင်းပါစောင်းတို့ပြီးရင်အဝိစုပ်တို့ဘာလို့တော့မထင်နဲ့เนาะလုံးဝအဆင်ပြေဘူးเนาะလွှတ်တာရမယ်ပြီးရင်ဒီကောက်ရိုးကြောက်ရမယ်ပြီးရင်သတင်းစာဆက်ကိုပပလေးညှက်ပြီးတော့ခင်းလို့ရပါမယ်3မျိုးပဲအဓိကခင်းပါပြီးရင်အစာကျွေးတာလည်းကျွန်တော်တို့ဒီမနက်တစ်ခါညတစ်ခါအဓိကထားကျွေးရင်ရပါပြီနေ့လည်စာကတော့ကျွန်တော်အားရင်လည်းကျွေးမအားရင်လည်းမကျွေးနဲ့ပေါ့နော်ကိစ္စမရှိဘူးကျွန်တော်အလွယ်ကူဆုံးနည်းကိုပြောပြတာကျွန်တော်တို့ခေတ်တုန်းကဆိုရင်ဒီငှက်ပေါက်စာတွေဝယ်လို့မရလို့ဒီကလက်ဘဲဟိုတော့မှရေးစိတ်ပြီးတော့ကျွန်တော်တို့ခွန်ကျွေးခဲ့ရတာဗျအဲ့ဒါတော့မှငှက်တွေဘာမှမဖြစ်ဘူးနော်ဒီမြန်မာမျိုးရင်းတွေကပြောရမယ်ဆိုရင်ကျွန်တော်ဒီနိုင်ငံသားမျိုးတွေတဲ့ဆိုင်ရဲ့အကြမ်းမှန်လက်ခံတယ်ဒီမြန်မာနိုင်ငံရာသီဥတုနဲ့လည်းကိုက်ညီတာဖြစ်လို့မွေးရတာအရန်လွယ်ကူတယ်ကျွန်တော်တို့ပြောတဲ့အတိုင်းလာမွေးကြဘာမှမဖြစ်စေရဘူးဒီအဓိကကတော့ဒီညှက်ပေါက်လေးကိုခဏခဏထုတ်မကင်နဲ့အစာကျွေးတဲ့အချိန်တော့ပဲဒီအပြင်ထုတ်ပေါ့နော်ကျန်တဲ့အချိန်ကဒီချင်းလေးတွေပဲထည့်တာအဲ့ဒါဆိုရင်လုံးဝအဆင်ပြေပါပြီအစာအနေနဲ့ကလည်းကျွန်တော်တို့ဒီတက်နိုင်တော့ E21 ကျွေးရင်တော့ကောင်းတာပေါ့ E21 မဝယ်နိုင်ဘူးဆိုရင်လည်းကျွန်တော်တို့ဒီဘယ် brand မဆိုကျွေးလို့ရပါတယ်ဗျဘာလို့ဆိုတော့ဒီမြန်မာမျိုးရင်းတွေကဒီကျွန်တော်တို့ဒီကော်ကတေးတို့ဘာလို့တက်စားရင်အစာကြီးစနစ်ကအရန်ကောင်းမွန်တဲ့ငှက်လေးတွေဖြစ်ပါတယ်ကျွန်တော်ပြောသလိုလေးသာမွေးဗျဘာမှမဖြစ်စေရဘူးဒီခင်းလေးတွေဆိုပို့ပြီးတော့အဆင်ပြေတယ်ပိတ်လို့ခင်းလို့ရတယ်ဗျာကြောင်ကြီးရဲ့ကြောင်လေးပါလာတက်တယ်ဆိုရင်ဒီကိုအစာကျွေးပြီးသွားတယ်ဒီခင်းလို့ပိတ်ထားလိုက်ဘယ်သူမှဝင်လို့မရတော့ဒီအထဲကိုဗျာကြွက်တောင်မှဝင်လို့မရဘူးဗျာတကယ်ကိုအဆင်ပြေပါတယ်အစာလည်းတစ်နေ့တစ်ခါကြည့်မယ်ပြီးရင်နေအောင်ကြီးရှိတဲ့နေရာလေးမှာဒီခင်းလေးကိုထားပေးရမယ်အောင်ကနေမှာတော့ငှက်လုံးဝမွေးလို့မရပါဘူးအဲ့ဒါခုတော့ရှိပါတယ်ဗျာနော်မနက်မိုးလင်းတာလည်းအစာလေးခင်းလေးဖွင့်ဒီအခင်းလေးလဲပြီးရင်ငှက်လေးကိုအစာခွန်ပြီးသွားတယ်ဒီနေအောင်ကြီးနဲ့လင်းအောင်ကောင်းရတဲ့နေရာလေးမှာဒီခင်းလေးကိုထားလိုက်မယ်ပြီးရင်ညနေ9နာရီလောက်ကြာရင်ပြန်ဖွင့်ပြီးရင်နောက်တစ်ခါအစာလေးကျွေးအားဆိုတပြင်းနဲ့ငှက်လေးကသူ့ဟာနဲ့ဒီကြီးလာပါလိမ့်မယ်ဗျအတိုင်းလေးပဲမွေးပါလုံးဝအဆင်ပြေပါတယ်ဗျတော့အခုပြောပြတဲ့နီလန်းကကျွန်တော်တို့ငငယ်တုန်းကမွေးခဲ့တဲ့နီလန်းဖြစ်ပါတယ်နီးတိုင်းမွေးပါငှက်လေးလုံးဝအဆင်ပြေပါတယ်ဗျဒီနီလန်းကကျွန်တော်တို့ဒီဘာဂျက်အများကြီးမတက်နိုင်တဲ့ကလေးတွေတော့ဆိုရင်တကယ်ကိုအဆင်ပြေမယ်လို့ကျွန်တော်ယုံကြည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့မင်းရဲ့တောင်ဖြစ်ပါတယ်ဗျ